sorry နှုတ်ကပတ်တော်အတွက်ကျွန်တော်ချီရတဲ့ဆက်ဆောင်ပြီးကလာမှာဖြစ်တယ်အာမင်ဒီတစ်ခါမှာကျွန်တော်နောက်တစ်ပတ်ကနေစပြီးတော့မှကျွန်တော် SWC မလေးရှားအတွက် volunteer များကိုကျွန်တော်အတီးတကြကျွန်တော် form တင်ဖို့ရအတွက်တကားဖွင့်လှစ်မှာဖြစ်တဲ့အတွက်ကျွန်တော်အသက်တာတွေကိုစက္ကပ်ပြီးတော့မှတကယ် volunteer ပါဝင်ချင်တော့သူများကကျွန်တော်စက္ကပ်ပါဖျားခင်တင့်ကိုဘယ်နေရာမှာထားတယ်ဆိုတဲ့အရာနဲ့ကျွန်တော်နောက်တစ်ပတ်မှာတော့သူကလာရောက်ပါဝင်ဖို့ရအတွက်ဖိတ်ခေါ်ပါတယ်လို့ဒါကြောင့်ဒေနာလူကိုပြောရအောင်နောက်တစ်ပတ်လက်ကောင်းကြီးမလွတ်စေနဲ့နော်လို့ရောက်ဆက်ချက်စီကောင်းကြီးပါစေအဲဒီမှာသူယောကျေးဇူးတင်စကားပေါ့နော်ပြောဆရာရှိမှာလာပြီးတော့စတောင်းကန်ချက်များရှိမှာနော်ခဏလေးပါဆရာမကြီးကအောင်ဒီပေးစတောင်းပေးနေပေါ့နော်အဲ့ဒါလေးလည်းပြောပြစီချင်ပါတယ်ကျေးဇူးတင်နေတကယ်ဆိုရင်တတိခံရင်တော့အများကြီးရှိတယ်ပေါ့နော်ကျေးဇူးတော်ချီးမွမ်းရင်လည်းအများကြီးရှိတယ်
ကျွန်တော်ရဲ့တက်တာထဲမှာဘုရားက29နှစ်တိုင်ဘုရားကပို့ဆောင်ပေးတယ်တကယ်ပဲဘုရားရဲ့ကောင်းချီးမင်္ဂလာတွေကများစွာဖြစ်တယ်လို့နော်မလေးရှားကိုအခုတလုံးမှာကျွန်တော်ဘုရားစကားပြောရရတာကျွန်တော်မလေးရှားကိုရောက်လာတာကိုရောဘာကြောင့်ကျွန်တော်ပို့တာလဲဆိုတော့ခံစားချက်ပေါ့နော်အဲ့ဒီခံစားချက်ကိုကျွန်တော်ဘုရားစီမှာဆူတောင်းနေတကယ်ဆိုရင်ကျွန်တော်လည်း SWC ဘန်ကောက်ရဲ့တောင်းခံဖြစ်ပြီးသားဖြစ်တယ်အဲ့မှာ ACC နေလို့ရတယ်ဘန်ကောက်မှာပဲကျွန်တော်ကောင်းကောင်းလေးဥဆောင်လို့ရတယ်ဒါပေမဲ့ဗီဇာအမျိုးမျိုးကြောင့်အခြေအနေမျိုးမျိုးကြောင့်ကျွန်တော်မလေးရှားရောက်လာဒီမှာဘာမှတော့မရှိဘဲနဲ့နေရတဲ့အရာပေါ့နော်ရှိလဲတိုးလို့မရအောင်နောက်လည်းဆိုလို့မရအောင်မိကုန်းများစွာကကျွန်တော်ခေါင်းထဲမှာရှိတယ်ဒါပေမဲ့ဘုရားစကားပြောရရင်ကတကယ်လို့သာဒီအနေနဲ့နော်ဘန်ကောက်မှာအဆင်ပြေခဲ့ရင်မလေးရှားမှာရှိတဲ့ညီကိုမောင်မတွေဘုရားကြောင့်မသွားနိုင်တဲ့ညီကိုမောင်မတွေပြန်များစွာရှိတယ်အဲ့ဒီဝိညာဉ်တွေအတွက်တင်စီမဟုတ်ဘူးလားဘုရားစကားပြောတယ်ဒီနေ့ကျွန်တော်တို့ဘုရားပို့ဆောင်လာတော့အကျင့်စီများကြီးရှိတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီဟာအတွက်ကြီးစွာကိုချီးမွမ်းနေကျွန်တော်ဥဆောင်နိုင်လို့မဟုတ်ဘူးကျွန်တော်ရဲ့ဥဆောင်ခြင်းကြောင့်လည်းမဟုတ်ဘူးဒီနေ့တင်တို့ပါဝင်လာတာကဘုရားကိုတင်တို့ချစ်လို့ဖြစ်တယ်ဘုရားကဆရာကိုအသုံးပြုပြီးတော့မှကျွန်တော်ကိုဒီနေရာမှာကောင်းဆောင်နေနဲ့ခံထားတယ်ထို့ရမှာကျွန်တော်တို့เนาะညီကိုမောင်မတွေကကျွန်တော်ရဲ့ဥဆောင်မှုမဟုတ်ဘဲနဲ့ဘုရားရဲ့ဥဆောင်ခြင်းထဲမှာပုံလိုက်ပြီးတော့မှကျွန်တော်ရဲ့စကားကိုเนาะအများကြီးလေးစားစရာမကောင်းပါဘူးတို့ထက်လည်းငယ်တယ်ပါเนาะဒီမှာဆရာမလို့ဆိုလဲကျွန်တော်ထက်เนาะကျွန်တော်ထက်เนาะလာပိုင်းပေါ့လာပိုင်းကြီးတယ်မှာ conferences တို့ရှိတယ်တို့တော့လည်းသူတို့ကနာခံမှုအပြည့်နဲ့ကျွန်တော်ရဲ့ပြောတဲ့အရာတိုင်းပေါ်မှာသူတို့ကလက်ခံပေးတယ်တူညီသဘောတူပေးတယ်တကယ်ပဲကျေးဇူးတော်ကိုချီးမွမ်းတာဖြစ်တယ်ဒါကဘုရားတူပါရှိခြင်းကြောင့်ဖြစ်တယ်ပေါ့နော်ဘုရားကမှပါရင်ကျွန်တော်တက်တာတွေမှာဘာမှမလုပ်နိုင်ဘူးဒါကြောင့်တခြားအရာတော့ဆူတောင်းစရာတော့မရှိပါဘူးဘုရားရဲ့ကျေးဇူးတော်ကိုပဲကျွန်တော်အနေနဲ့ချီးမွမ်းပေးရစေရောက်ဆိုင်တဲ့ရှင်ကောင်းချီးပေးပါစေအာမင်ဒီကျွန်တော်ဆက်ဆောင်ခြေရတဲ့ဆရာတယောက်ဆရာနေပေါ့နော်တယောက်ဆရာမိသားစုအစ်ဆန်တို့မိသားစုကနေလက်ဆောင်ပါလိုက်တယ်ပေါ့နော်ဆရာတို့ကတက်ကုန်ဝင်းနေလက်ဆောင်တွေပေါ့နော်အဲ့ဒါကိုပေးဖို့ရဆရာမကြီးကိုဖိတ်ခေါ်ချင်ပါတယ်လို့အားလုံးလည်းကိုယ်ပြီးကြရအောင်ဘုန်းတော်ဒီပြီးတော့အေးဆက်ပြီးတော့ကျွန်တော်တို့တင်းတော်နေပေါ့နော်ပေးဖို့ရကို Francis ကိုဖိတ်ခေါ်ပါတယ်လို့ကို Francis ဆက်ပြီးတော့လည်းဒီပေးကြပါဦးဒီလိုလည်းဆက်ပြီးတော့အနေနဲ့ပစ္စည်းအနေနဲ့ရှိသေးတယ်အဲ့ဒါဆရာချက်တဲ့ကောင်ဒီလိုတော့ကျွန်တော်အကောင်းဆုံးဆရာနဲ့လိုက်အောင်ကျွန်တော်တို့ပြင်ဆင်ထားတာဖြစ်ပါတယ်လို့ပေးဖို့ရ August ကိုဖိတ်ခေါ်ချင်ပါတယ်လို့လည်းဒီပြီးမှဂုဏ်ပြုဆက်လက်ဂုဏ်ပြုပေးကြရအောင်Happy birthday! Oh, thank you, thank you. ကျေးဇူးတင်နေဆရာရောဘတ်ကို29နှစ်တိုင်တိုင်ပို့ဆောင်တော့ဖခင်ကိုတော့ကိုထူးတဲ့ကျေးဇူးတင်နေ။အိုးသူ့ကိုမွေးထုတ်ပေးတဲ့မိဘနှစ်ပါးကိုလည်းယေရှုနာမ၌ကောင်းချီးပေးပါလေ။သူ့ရဲ့မိသားစုအားလုံးအပေါ်မှာအမောဘွယ်တာအဖြစ်ကိုရဲ့ကောင်းမြတ်ခြင်းတွေကိုအထူးပါရှိခြင်းတွေကိုတာ၍ခံစားမှုရအတွက်လည်းဖြစ်စေတော်မူပါ။အိုးဖခင်ရှင်အိုးအာဗြဟံအိုးသူမသိတော်လမ်းကိုအိုးကိုရောခေါ်တဲ့အခါလိုက်သွားရင်နဲ့အိုးကိုရောအကြောင်းကိုသူပို့သိလာတဲ့အခါမှာနောက်ဆုံးအိုးသူဂတိတော်အားလုံးပြည့်စုံစေမဲ့အာဣဇက်ကိုပဲလေပူဇော်နိုင်တဲ့အထိအော်ဘွယ်ကိုရောကိုတိချွမ်းတော်အာဗြဟံကြီးတို့အိုးကိုရောဤတိုင်းရှောက်လန်းခြင်းတွေမှာသူမသိတဲ့လမ်းကိုသူရှောက်ရတာဖြစ်ပါတယ်သို့တော်လည်းပဲကိုရောအထူးပါရှိပြီးတော့မှရှောက်ရင်းနဲ့သွားရင်းနဲ့ကိုရောကိုတာယူတိချွမ်းပြီးတော့မှအိုးကိုရောဖျားသူ့အားဖြင့်မြောက်ပြားဆိုတော့ဝိညာဉ်တွေကိုရောစီကိုပြန်လာမှဖြစ်လို့ကျေးဇူးတင်တယ်သူ့ကိုပညာကိုပေးမယ်ဆိုတော့တပည့်ယုံကြည်တယ်။အိုးသူ့ကိုထိုးထွင်းဉာဏ်နဲ့ပေးမယ်လို့ယုံကြည်ပါတယ်။သူ့ရဲ့ဗီဇထဲမှာမပါတဲ့ကောင်းမြတ်သောအကျင့်တွေကိုလည်းကိုရောသူ့အတွက်ပြုပြင်ပေးပြီးဖြစ်လို့ကျေးဇူးတင်တယ်။သူ့ရဲ့အိမ်ထောင်ဘက်အတွက်လည်းအကောင်းဆုံးကိုရောရွေးချယ်ပေးတော်မူပါ။အိုးကိုရောရွေးချယ်ပေးသောအိမ်ထောင်ဘက်နဲ့မတွေ့ခင်မှာ
အခြားသောအရာတွေမတွေ့မိဖို့လည်းကိုယ်တော်ကောင်းချီးပေးတော်မူပါယေရှုတော်ပေါင်းရည်တွေ့လည်းယနေ့ကိုယ်တော်ပို့ဆောင်သောကောင်းချီးများနဲ့သူ့ရဲ့ချီးမွမ်းခြင်းဖြစ်တဲ့အိုဂျာဇန်ဟင်းကောင်းတောက်သုံးကြတဲ့ခါမှာလည်းအားလုံးအတွက်ကျမ်းမာခြင်းငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းဖြစ်စေတော်မူပါချက်ပြုဝေးသောသူတွေလည်းကောင်းချီးပေးတော်မူပါယေရှုနာမအားဖြင့်ဆုတောင်းနေစက္ကပ်ကြပါ၏ပါဖျားခင်အာမင် နောက်ဘက်မှာကျွန်တော်ပုံဆောင်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်